ယိုးစုတတ္တဝါကြီးအယိုးတွေကြီးပဲအသားမရှိဘူးအဲ့ဒီအယိုးတွေကြီးပဲစကယ်တန်ဆိုတဲ့အယိုးစုကြီးဟာသက်ရှိတတ္တဝါကြီးဖြစ်နေတာအဗ္ဗဓမ္မထူးဆန်းတယ်ဘယ်သူကဖန်တီးပေးလိုက်တာတော့ဆိုကံကြမ္မာကပဲဖန်တီးပေးလိုက်တာအဲ့ဒါလို့ရှင်မမောက္ကလံကခိစကုတ်အနီးမှာမကြာခဏတတ္တဝါတွေကိုတွေ့ရှိရတွေ့ရှိတိုင်းမြတ်စွာဘုရားထံရောက်ရှိတိုင်းဒီတတ္တဝါတွေရဲ့အကြောင်းကိုမြတ်စွာဘုရားကရှင်းပြီးတော့ဟောပေးတာနော်တမန်မျက်စိနဲ့တော့မမြင်ရတဲ့တတ္တဝါတွေပဲသို့တော့အမတန်ထူးဆန်းတဲ့တတ္တဝါတွေကိုရှင်မမောက္ကလံတို့လိုဒေဝစက္ခုအဘိညာဉ်ရတဲ့ပုဂ္ဂိုလ်တွေကတမင်ကြည့်ပြီဆိုလို့ရှိရင်တော့တွေ့ရတယ်လို့ဒါမို့ဒေဝစက္ခုအဘိညာဉ်ရတဲ့ပုဂ္ဂိုလ်တွေကိုအထက်ကရာတွေထဲမှာဒီသမထကျင့်စဉ်ကျင့်ပြီးတော့ဒေဝစက္ခုရပြီးတော့ဟိုဟိုတီတီကြည့်မယ်ဆိုရင်တတိထားဖို့တတိပေးထားတဲ့စကားတွေတောင်ရှိတယ်ဒေဝစက္ခုအဘိညာဉ်ရပြီးတော့နော်အလင်းရောင်တွေဖြန့်ကျက်ပြီးတော့မျက်စိကစားပြီးတောင်ကြည့်မောက်ကြည့်မကြည့်လေနဲ့ကြည့်ရင်လည်းတတိထားပြီးတော့ကြည့်ကြောက်တတ်လို့ရှိရင်ယူသွားတတ်တယ်အဲ့ဒီတတိပေးစကားလေးရှိတယ်အဘိညာဉ်ရတဲ့ပုဂ္ဂိုလ်တောင်ယူသွားနိုင်တယ်အင်တာမကြောက်เสียကောင်းတဲ့တိရစ္ဆာန်ကြီးတွေကတရားကြီးတွေဟာကိုယ့်ရဲ့မြင်ကွင်းနဲ့ရောက်လာလို့ရှိရင်လန့်ဖြန့်သွားတတ်တယ်တဲ့ဒါကြောင့်မို့ဒေဝစက္ခုဝိညာဉ်ရတဲ့ပုဂ္ဂိုလ်တွေဟာတတိကြီးစွာထားရတယ်ဟောနိုးဆိုလို့ရှိရင်ကြောက်เสียတတ္တဝါကိုမြင်ကြောက်သွားတတ်သေးတယ်တကုရှင်ကလည်းကြောက်တာပဲဒါတော့နော်ဒေါသမကင်းသေးလို့ရှိရင်ကြောက်စိတ်ဆိုတာမကုန်ဘူးရှင်မောက္ကလံကတရပြီးတရထူးဆန်းတဲ့တတ္တဝါတွေကိုမြင်တွေ့တာပထမနေ့ကမြင်တွေ့လိုက်တာကတော့အယိုးစုတတ္တဝါကြီးကိုမြင်တွေ့တယ်အခုဒုတိယအကြိမ်မြင်တွေ့တာကြတော့ပါတော့ဆိုအသားထိပ်ကြီးရဲနေတဲ့အသားထိပ်ကြီးကြည့်လိုက်မယ်ဆိုရင်တတ္တဝါလို့မထင်ရဘူးအသားထုံးကြီးအသားထိပ်ကြီးသို့တော့သူကလည်းကောင်းကင်ယံမှာလိမ့်နေတာဝိုင်းပြီးတော့လရတွေစွန်ရဲတွေကဝိုင်းပြီးတော့ချီးကန်းတွေကထိုးစိတ်နေတာထိုးစိတ်နေလို့သူကအော်တာတဲ့သူအော်တဲ့အတန်ကတာမန်ပုဂ္ဂိုလ်တွေတော့မကြားဘူးဒေဝသောတာနဲ့နားထောင်တဲ့ပုဂ္ဂိုလ်မှကြားတယ်အဲ့ဒီလိုအသားထစ်တတ္တဝါကြီးလည်းပဲသူမြင်တွေ့ကြရတယ်တဲ့မြတ်စွာဘုရားစီရောက်တော့မြတ်စွာဘုရားကဘာမိတ်ရှိတော့ဆိုဒီသားထစ်ပြိတ္တာဆိုတာတကယ်ရှိတယ်တဲ့ဘာဖြစ်လို့ဒီတတ္တဝါမျိုးကြီးဖြစ်ရတော့ဆိုတော့ဟိုဘဝတုန်းကသူကနွားသမားပဲနွားတွေတက်ပြီးတော့နှစ်ပေါင်းများစွာနွားတွေတက်ဖြတ်ရောင်းချပြီးတော့အသားပုံကြီးကိုအမြဲတမ်းကြည့်နေတာမျက်စိထဲမှာဆွဲနေတည်တဲ့အခါကျတော့တရားတွေကိုတတ်တဲ့ဒေါသစိတ်နဲ့တေရသည်ဒီအကုသိုလ်ကြောင့်တေတဲ့အခါမှာသူငရဲမှာနှစ်ပေါင်းများစွာဖြစ်တယ်ငရဲကကံကုံလို့တေကံဤကြတော့ဘာဖြစ်ပြန်လဲဆိုတော့နွားတွေတတ်ပြီးတော့အသားတွေပုံထားတဲ့အသားပုံကြီးကိုမျက်စိကမြင်တယ်တဲ့စိတ်ထဲမှာမြင်လာတဲ့အိမ်မက်မက်တလို့မြင်လာတယ်မြင်ပါများတဲ့အရာကမြင်တတ်တာပဲလေအဲ့ဒါလို့မြင်ပြီးတော့ငရဲဘဝကသေးလာတဲ့အခါကျတော့အခုလိုသားထစ်စိတ်ဓာကြီးတစ်မျိုးလာပြီးတော့ဖြစ်ရတာတဲ့ဒါကကံကြမ္မာဆိုတာအလွန်ကြောက်စရာကောင်းတယ်နော်လူတိုင်းမှာကောင်းတာလုပ်တဲ့လူပဲဖြစ်ဖြစ်မကောင်းတာလုပ်တဲ့လူပဲဖြစ်ဖြစ်သေကံဤမှာအာယုန်နမိတ်၃မျိုးဟာပေါ်တတ်တယ်အာယုန်နမိတ်၃မျိုးဆိုတာကိုလုပ်တဲ့ကံတွေကပြန်ပေါ်ခြင်းပေါ်မယ်ကံဆိုဒီမှာစိတ်แท้ဖြစ်တဲ့စေရနာစွမ်းအားကိုပြောတာဆိုပါစို့ခဏဒေါသထွက်တတ်တဲ့ပုဂ္ဂိုလ်ဟာတေကံဤမှာလူကတော့အဲ့ရထဲမှာမိန်မောပြီးတော့နေတယ်
ဒါပေမဲ့သူ့ထဲမှာတယောက်နဲ့တယောက်ရံဖြစ်ပြီးတော့တတ်မဲ့ဖြတ်မဲ့လုံးနေတာမျိုးကိုတွားပြီးတော့စိတ်ထဲမှာအဲ့လိုဖြစ်နေအဲ့ဒါကိုကံအာယုံလို့ခေါ်တယ်ကံလှုပ်တဲ့အချိန်တုန်းကဒေါသနဲ့လှုပ်ရင်အဲ့ဒီဒေါသစိတ်တွေပြန်ပေါ်တယ်လောဘနဲ့လှုပ်ရင်လောဘစိတ်တွေပြန်ပေါ်တယ်မောဟနဲ့ဆိုရင်မောဟတွေပြန်ပေါ်နေတယ်အဲ့ဒါတွေကလွှမ်းခြုံထားလို့ရှိရင်ဒါကံအာယုံလို့ပြောတယ်ကာမနမိတ်ဆိုတာအဲ့ဒီကံလှုပ်တဲ့အချိန်မှာဖြစ်ပေါ်လာတဲ့အချမ်းရအကြောင်းတရားတွေဆိုပါစို့မုတ်ဆိုးတငါလှုပ်တဲ့ခွေးတွေနဲ့လှန်တွေနဲ့မြားတွေနဲ့တနတ်တွေနဲ့တောထဲမှာလိုက်သားကောင်မြင်လို့လိုက်ပြီးတော့နော်လှန်နဲ့ထိုးတယ်တနတ်နဲ့ပြစ်တယ်ခွေးတွေနဲ့ဝိုင်းအောင်တယ်ဒါမျိုးတွေပြန်ပြီးတော့မြင်တယ်ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကြတော့တရားထိုင်တယ်ဘုရားရှိခိုးတယ်နော်ဒါတွေသွားပြီးတော့သေကံဒီမှာမြင်နေတယ်တကယ်ခံစားရတယ်လို့ရှင်းရှင်းပြောရရင်အိမ်မက်မက်တယ်လို့မဲ့တာသေကံဒီမှာအိမ်မက်မက်တယ်လို့အာယုတစ်ခုကလာတာပဲအဲ့ဒီကံလုပ်တဲ့အချိန်မှာဖြစ်ပေါ်နေတဲ့ပတ်ဝန်းကျင်အခြေအနေတွေကိုကမ္မနမိတ်လို့ခေါ်တယ်ကမ္မနမိတ်လို့တခုခုတော့လာတာပဲမလာပဲမနေဘူးသေကံဒီကြကံအာယုရင်လည်းထင်မယ်ကမ္မနမိတ်အာယုရင်လည်းထင်မယ်နောက်တစ်ခုထင်တာကတော့ဂတိနမိတ်လို့ခေါ်တယ်ဂတိနမိတ်ဆိုတာကိုယ်သွားရမယ့်ဘဝတစ်ခုရဲ့အနေထားတစ်ခုသွားမြင်တာအဲ့ဒါလည်းအမျိုးစုံပဲရှိတယ်အမေရိကန်နိုင်ငံမှာရောက်နေတဲ့မြန်မာဆရာတော်ကြီးတစ်ပါးအတိတ်ဘဝတုန်းကသူကအခုနေတဲ့ရွာမှာပဲလူဖြစ်ခဲ့တယ်လူဖြစ်ပြီးတော့ယောဂရပြီးတော့မြို့တဲ့ဆေးရုံမှာဆုံးသွားပြီးတော့ပြန်ပြီးတော့မွေးတဲ့အခါအခုရွာမှာပဲပြန်မွေးတယ်သူကနာမည်တွေရောဘာတွေရောမှတ်မိတယ်လူဝင်စားတဲ့အကြောင်းကိုသူတေသနာလုပ်ပြီးတော့ရေးထားတဲ့စာအုပ်ထဲမှာပါတယ်အဲ့ဒီဆရာတော်ကြီးကိုယ်တိုင်ကလည်းပြောပြဘူးတယ်ဒီအကြောင်းသူမှတ်မိတဲ့အကြောင်းပြောပြသူကမ္မနမိတ်ထင်ပုံလေးကိုကြည့်ကမ္မနမိတ်ဆိုတာစာထဲမှာတော့ကမ္မနမိတ်ထင်ပုံကိုတစ်မျိုးတစ်မြည်တာပြောထားတာသူထင်ပုံလေးကြတာဘယ်လိုထင်တော့သူသေသွားတယ်သေသွားတော့သူ့ကိုလောင်းနေပါလေချပြီးတော့အဲ့ဒါတွေလည်းသူသိနေတယ်သူတောထဲမှာအောက်မှာထိုင်နေတယ်ဘူးမှမရှိဘူးအဲ့ဒီအချိန်မှာမြင်းမြူကြီးစီးပြီးတော့အဖိုးကြီးတယောက်ကသူ့နာမည်ကိုလှမ်းခေါ်တယ်လှမ်းခေါ်ပြီးတော့သူကထူးလိုက်တဲ့အခါကျတော့မင်းငါနဲ့လိုက်ခဲ့လို့ဆိုငါနောက်ကလိုက်ခဲ့လို့ဆိုပြီးတော့မြင်းကြီးစီးပြီးသွားတော့သူနောက်ကလိုက်သွားတယ်တောထဲလည်းထွက်လိုက်ရောအပြင်လည်းရောက်ရောသူ့ရွာသွားမြင်တယ်နောက်မြင်ပုံကမြင်တဲ့အခါကျတော့ဟာဒါတို့ရွာပါလားဆိုပြီးတော့ဆက်သွားမြင်တဲ့လူကြီးကရှေ့ကသွားသူကနောက်ကလိုက်ရွာရောက်တဲ့အခါကျတော့ဒါတို့အိမ်မဲလို့ဆိုပြီးတော့ရောက်တော့အဲ့ဒီလူကြီးကသူ့ကိုလက်ညှိုးထိုးပြတယ်မင်းအဲ့ဒီအိမ်မော်တက်လို့ပြောသူတိတ်ခဲ့တဲ့အိမ်မော်တက်တာမရဘူးတဲ့တက်လို့မရတာနဲ့မင်းအဲ့ဒီအိမ်တက်မရရင်ဒီနားကအိမ်တက်ကွာလို့ပြောပြီးတော့အဲ့ဒီအိမ်မော်နေရလို့ပြောလိုက်တာသူအဲ့ဒီအိမ်မော်တက်တာမွေးတော့အဲ့ဒီအိမ်မှာမွေးတာပဲလူလာဖြစ်တယ်ဒါဂတိနမိတ်စာထဲမှာပါတဲ့ဂတိနမိတ်မဟုတ်ဘူးကိုယ်တွေ့ပုဂ္ဂိုလ်တူကပြောပြတဲ့ဂတိနမိတ်ပေါ့နော်မဟာစီဆရာတော်ကြီးဟောတဲ့တပည့်ဆက်ကြတဲ့မှာလည်းပဲဒီလိုဘဝဟောင်းကနမိတ်တွေထင်ပြီးတော့ဘဝကူးသွားတဲ့အကြောင်းတွေဘဝအသစ်မှာဖြစ်တဲ့အကြောင်းလေးတွေမြန်မာပြည်မှာရှိတဲ့ဇာတ်လမ်းလေးတွေကိုဟောထားတာတွေရှိတယ်နော်တပည့်ဆက်ကြတရားတော်ကြီးလို့ထင်တယ်အဲ့ဒီမှာဟောထားတာရှိတယ်အဲ့တော့ဆိုလိုတာကဘယ်သူပဲဖြစ်ဖြစ်ဒီကနေ့အချိန်လေးမှာကံတော်၎င်းကမ္မနမိတ်တော်၎င်းဂတိနမိတ်တော်၎င်းတခုထင်တယ်အဲ့ဒါလို့ထင်ပြီးတဲ့အချိန်မှာသေတာသေလို့ရှိရင်အဲ့ဒီနေရာသေချာပေါက်ရောက်တယ်ဒီလိုပြောတာနော်အာယုံကနေပြီးတော့တတ်မှတ်လိုက်တယ်တတ်မှတ်တဲ့နေရာမှာသူကသတိစိတ်ဖြစ်တော့တာကံအာယုံထင်တယ်ကာမနမိတ်အာယုံထင်တယ်ဂတိနမိတ်အာယုံထင်တယ်
ကျမ်းဂန်ထဲမှာပြောထားတာမိဘုံကြီးတွေကိုယ်မိတွေဝိုင်းနေတယ်လို့ထင်လို့ရှိရင်တော့အဲ့ဒါအဝိဇ္ဇငရဲပဲဟာရှင်းတော့ကပုံနာကြီးတယောက်ကတော့အဲ့ဒါလိုပဲမိတွေမြင်တယ်ဆိုတော့သူဆရာပုံနာတွေကလာပြီးတော့အေးမိမြင်လို့ရှိရင်အဲ့ဒါမင်းဗြဟ္မဘုံပဲကွာဗြဟ္မဘုံသာသွားလို့ဆိုသေတော့အဝိဇ္ဇကြွားတယ်မိကဗြဟ္မဘုံကမိမဟုတ်ပဲနဲ့ငရဲမိဖြစ်ဒီလိုလဲရှိသေးတယ်တဲ့ကဲအဲ့ဒါလိုပဲတောကြီးတောင်ကြီးထဲမှာသွားပြီးတော့ဖြစ်တယ်ဆိုရင်အဲ့ဒီလူကပြိတ္တာဖြစ်တတ်တယ်။သို့မဟုတ်နွားတွေကြားတယ်ကိုယ်ရောက်သွားတယ်နွားအုပ်ကြီးကြားတယ်ရောက်သွားတယ်ဆိုရင်အဲ့ဒါနွားဖြစ်ဖို့သိကြတယ်။ခွေးအုပ်ကြားတယ်ရောက်သွားတယ်ဆိုရင်ခွေးဖြစ်ဖို့သိကြတယ်။ဒီလိုတခုခုဒီကနေ့မှာအိမ်မက်မဲ့တယ်လို့စိတ်ကဆွဲပြီးတော့သွားတာမျိုးဆိုလို့ရှိရင်ဒါဂတိနမိတ်လို့ခေါ်တာပဲ။အဲ့ဒီလိုသွားဖြစ်လို့ရှိကြတယ်။အဲ့တော့အခုဒီတာထိတရဝါကြီးဟာလည်းပဲတေဂန်ဒီမှာဘာသွားမြင်တော့ဆိုငရဲဘုံကတေဂန်ဒီမှာသူမြင်လိုက်တာကအသားဘုံကြီးပဲသွားမြင်နေတယ်မြင်လိုက်တော့အဲ့ဒီပုံတရံအတိုင်းပဲကမ္မနမိတ်ဒါကမ္မနမိတ်တွေခေါ်တာပေါ့နော်တာထိကြီးကိုမြင်ပြီးတော့တေသွားတော့တာထိပြိတ္တာဖြစ်သွားတယ်သူကဒီလိုဆိုလိုတာအဗ္ဗဓမ္မတရဝါရီဆိုတာဒီအာယုန်နမိတ်တွေနဲ့ခင်းပြီးတော့မဖြစ်နိုင်ဒါကြောင့်မို့ကောင်းတဲ့အာယုန်ကောင်းတဲ့နမိတ်ကောင်းတဲ့ဂတိနမိတ်တွေရဖို့ရအတွက်ကိုယ့်ကိုခုချိန်ကလေးကပြုပြင်ထားကြမပြုပြင်လို့ရှိရင်တော့တခုခုတော့လာမှသိချတယ်ပေါ့နော်ဒီကနေမှာတချို့ကပြောကြသေးတယ်ကဲလူတယောက်ရှိရသွားနေတယ်နောက်ကနေတိတ်တိတ်လိပ်ပြီးတော့ဇက်ကိုဓာတ်နဲ့ဖြတ်လိုက်လို့ဘဲငယ်နဲ့လဲသေးသွားရင်ရောအဲ့ဒီလူကနမိတ်ထင်သေးလားလို့ဆိုထင်တာပေါ့လူစိတ်စာအလွန်မြန်တာလေဘလောက်ပဲမြန်မြန်ကြီးသေရင်တော့ထင်မှာပဲတေကနေ့မှာသုတိစိတ်မကြရင်ကတော့အာယုန်နမိတ်ဟာထင်တာကြည့်တယ်အကုန်လုံးထင်ပြီးတော့မှပဲဘဝတစ်ခုရောက်သွားတာနောက်တစ်ခါထူးဆန်းတဲ့တတ္တဝါကြီးတကောင်ရှင်မောက္ကလံမြင်လို့ပြောပြတာတော့ဘာတော့ဆိုရင်အသားထုံးကြီးတဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်တရဝါလုံးမထင်ရဘူးအသားထုံးကလေးပေါ့အခုကလည်းတခါတရံတိရစ္ဆာန်တွေအဲ့လိုမျိုးတွေရှိတယ်နော်ကြည့်လိုက်ရင်အသားထုံးကြီးလို့ထင်ရတယ်အဲ့ဒီအသားထုံးကြီးတရဝါကြီးကိုလည်းပဲခုနကစွန်ရဲတွေလရတွေကြီးကန်းတွေကဝိုင်းထိုးစိတ်လို့အော်ဟစ်မြည်တမ်းပြီးတော့ဒုက္ခရောက်နေတဲ့အကောင်ကြီးကိုသူမြင်ခဲ့တယ်တဲ့ကြည့်လိုက်တော့အသားထုံးကြီးပဲအဲ့ဒီအသားရကြီးကိုမြင်တာမြတ်စွာဘုရားရောက်တဲ့အခါကျတော့မြတ်စွာဘုရားကဒီတတဝါကြီးဟာတဲ့ရှေးတုန်းကလူဖြစ်တုန်းကသူကဘာလုပ်ခဲ့တော့ဆိုတော့ငှက်တွေကိုတတ်ပြီးတော့ရောင်းတဲ့ကြက်တွေငှက်တွေကိုတတ်ပြီးတော့ရောင်းတဲ့လူဖြစ်ခဲ့တယ်ကြက်ငှက်တွေဆိုတာတတ်ပြီးလို့ရှိရင်သူကခေါင်းတွေဖြတ်ခြေထောက်တွေဖြတ်အတောင်တွေလှုပ်ဆိုအတုံးလှုပ်ထားတာကိုအဲ့ဒါကိုမျက်စိတွေကမြင်နေပြီးတော့ငရဲကိုနှစ်ပေါင်းများစွာခံရပြီးတော့အဲ့ဒီအကျိုးဆက်အနေနဲ့လာပြီးတော့ပြိတ္တာဆိုတာလာဖြစ်တယ်တဲ့အသားတုံးပြိတ္တာလာဖြစ်တယ်ဒီလိုဟောတာဟောနောက်တစ်ခုကျတော့ဘာမြင်မြန်လုံးလို့ဆိုတော့ကောင်းကင်ယံမှာသွားနေတဲ့လူသားတယောက်လူပဲတစေတို့ဘာလို့ဆိုတာဒီခါလေးလူပုံစံနဲ့ပဲပြတာပဲလေလူတယောက်တဲ့ဒါပေမဲ့အဲ့ဒီလူကအပေါ်ကအရေခွန်မပါဘူးเนาะအရေလန်သွားလို့ရဲနေတယ်လို့ပဲဒီကုလုံးကရဲနေအပေါ်ကအရေအုပ်ထားတာမရှိဘူးအမွှေးတွေဘာတွေမရှိလူနီကြီးမြင်မှုကြပါလိမ့်မယ်အဲ့ဒါမျိုးနေမှာပေါ့เนาะတွေ့ရဲတန်ရဲနဲ့လူနီကြီးအပေါ်ကအရေးကိုမပါဘူးအရေးမပါတဲ့တရဝါကြီးတကောင်ကိုမြင်ရတယ်တဲ့မြင်တဲ့အခါကျတော့မြတ်စွာဘုရားရောက်တော့ထံရောက်တော့မေးတော့အေးဒီတတ္တဝါဟာဟုတ်ရှေးတုန်းကရှေးဘဝတုန်းကသိုးတွေကိုတတ်ခဲ့တဲ့အကောင်ဖြစ်တယ်စိတ်တွေသိုးတွေကိုတတ်ပြီးတော့ရောင်းခဲ့တဲ့လူတစ်ယောက်ဖြစ်တယ်
နော်သိုးတတ်သမားစိတ်တတ်သမားဘာလို့တော့ဆိုရင် तू ကသိုးတွေစိတ်တွေတတ်ပြီးတဲ့အခါကျတော့အရေခွန်တွေခွာပြစ်တာအရေခွန်တွေခွာတာအဲ့ဒါကြောင့်မလို့ကိုလှုပ်တဲ့ကံနဲ့အလားတူတဲ့တတ္တဝါကြီးလာဖြစ်တယ်လို့ဒါကငရဲကြပြီးတော့မှဖြစ်တဲ့အရာတွေကြီးပဲအကုန်လုံးငရဲကိုတော့အလုံးကြနောက်တစ်ခါကျတော့နောက်တစ်ခါတွေ့တဲ့တတ္တဝါကဘယ်လိုတတ္တဝါတော့ဆိုသူ့ရဲ့အမွှေးတွေကဓမြောင်နေပေါ့ရှင်းတော့ကတော့တန်လျက်ခေါ်တာပေါ့နော်အမွှေးတွေကဓမြောင်ကြီးတွေပဲတဲ့ဒီကုလုံးကအမွှေးတွေကဓမြောင်လိုအမွှေးတွေနဲ့အဲ့ဒီဓမြောင်လိုအမွှေးတွေကကျွတ်ပြီးတော့ဒုက္ခနာကိုပဲပြန်ဆိုင်နေတယ်အဲ့ဒီတတ္တဝါကြီးကဆင်းရဲနဲ့တခါတည်းအော်ဟစ်နေတာကိုလည်းပဲတွေ့ရတယ်အဲ့ဒါမြင်တော့မြတ်စွာဘုရားစီလျှောက်တော့တတ္တဝါဟာဟိုဘဝတုန်းကဝက်တွေကိုဓာတ်နဲ့ခုတ်တတ်ခဲ့တဲ့တတ္တဝါဖြစ်ခဲ့တယ်ပေါ့အဲ့ဒီလိုဝက်တတ္တမဖြစ်ခဲ့သည့်အတွက်ကြောင့်အပင်ငရဲကြပြီးတော့နောက်ဆုံးမှာကိုလှုပ်တဲ့ကံအတိုင်းလာပြီးတော့ဒီလိုအပြစ်ကိုခံရတယ်လို့မြတ်စွာဘုရားဒီလိုဟောဖြေပေးထားတယ်နော်နောက်တစ်ခါ6ခုမြောက်မြင်တဲ့တတ္တဝါကြတော့တတ္တိလောမတဲ့လူတယောက်ကောင်းကင်ယံမှာသူ့ရဲ့ကိုယ်ကအမွှေးတွေပေါက်အဲ့ဒီအမွှေးတွေဟာလှန်နေပဲတဲ့အကုန်လုံးလှန်အမွှေးတွေပေါက်အဲ့ဒီလှန်အမွှေးတွေပေါက်နေတဲ့တတ္တဝါလဲဒီလှန်ကြီးတွေကကျွတ်ထွက်ပြီးတော့သူ့ပေါ်ပြန်ပြီးစူးဝင်နေတာကိုအော်ဟစ်ညင်းညူပြီးတော့ငိုကြွေးနေတာကိုမြင်ရတယ်တဲ့အဲ့ဒီတတ္တဝါကိုမြတ်စွာဘုရားစီမေးတဲ့အခါကျတော့မြတ်စွာဘုရားကဒီလှန်နဲ့လှန်အမွှေးတွေပေါက်နေတဲ့တတ္တဝါကြီးဟာသူ့ကိုယ်သူလှန်နေစူးခံနေရတဲ့တတ္တဝါကြီးဟာဟိုးအတိတ်ဘဝတုန်းကမုတ်ဆိုးဖြစ်ခဲ့ပြီးတော့တမင်တွေကိုလှန်နေထိုးသတ်ခဲ့တဲ့မုတ်ဆိုးဖြစ်တယ်တဲ့အဲ့ဒါကြောင့်မလို့ကံနဲ့အလားတူတဲ့အကျိုးနဲ့အပင်ငရဲကြပြီးတဲ့အခါမှာအခုလိုခံရတယ်လို့မြတ်စွာဘုရားဒီလိုဟောတာနောက်တစ်ခါခုနှစ်ခုမြောက်မြင်တဲ့ထူးဆန်းတဲ့တတ္တဝါကြီးကတော့ဘလို့အကောင်လုံးလို့ဆိုဥတုလောမအမွှေးတွေကမြရကြီးတွေလိုပဲခြုံထက်အဲ့ဒီမြရကြီးလိုခြုံထက်နေတဲ့အမွှေးတွေကသူ့ကိုယ်ပဲပြန်စူးနေတာစူးနေလို့သူခင်ဗျအော်ဟစ်ညင်းညူပြီးတော့ပြေးလွှားခံစားနေရတယ်အဲ့ဒီတတ္တဝါကမြတ်စွာဘုရားကဟောတယ်အတိတ်ဘဝတုန်းကတဲ့သူကရာဇောသားတွေကိုညှင်းဆဲရိုက်နှိပ်ရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ကာရဏိကဆိုတာရာဇောသားတွေကိုညှင်းဆဲတယ်လှန်နဲ့ထိုးတယ်အမျိုးမျိုးမေးစစ်တယ်ပေါ့ညှင်းဆဲနှိပ်စက်ပြီးတော့မေးစစ်ခဲ့တဲ့ပုဂ္ဂိုလ်ပေါ့နော်ရာဇောသားတွေကိုညှင်းဆဲပြီးတော့မေးစစ်ခဲ့တဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ဟာအခုဥတုလောမဆိုတဲ့တတ္တဝါကြီးလာဖြစ်နေတယ်နောက်တစ်ဦးကျတော့သူစိလောမဒုက္ခနာကိုယ်မှာရှိတဲ့အမွှေးတွေကဘာနဲ့တူလို့ဆိုအတ္တိလိုပဲတဲ့ဒါလည်းမဖြစ်ဘူးလို့မပြောနဲ့ဖြူဆိုတဲ့အကောင်မြင်ဘူးတယ်မဟုတ်လားကံဆိုတာအမတမထူးဆန်းတယ်နော်ဖြူဆိုတဲ့တတ္တဝါလည်းပဲသူ့အမွှေးတွေကအချွန်ထက်တာပဲလေအဲ့ဒါလိုပဲသူစိလောမအတ္တိလိုအမွှေးတွေထက်လာအဲ့ဒီပုဂ္ဂိုလ်ကဒုက္ခနာကိုယ်ကထွက်လာတဲ့အမွှေးတွေကသူ့ကိုပြန်ပြီးတော့ထိုးဆွအင်တာမနာကျင်ပြီးတော့အော်ဟစ်ညင်းညူနေမြတ်စွာဘုရားဆံလျှောက်တဲ့အခါကျတော့မြတ်စွာဘုရားဒီတတ္တဝါဟာတစ်ချိန်တုန်းကဆင်နေမြင်းတွေကိုသင်္นานပေးတဲ့ဆရာဖြစ်ခဲ့တယ်တဲ့လှန်နဲ့ထိုးမြင်းတွေထိုးစူးချွန်နဲ့ထိုးပြီးတော့ဆင်နေမြင်းတွေကိုဆုံးမခဲ့တဲ့ပုဂ္ဂိုလ်တဲ့အဲ့ဒီတိုင်သူဟာပြန်ခံစားရတယ်ပေါ့နော်ဒီလိုဆုံးလို့တယ်နောက်တစ်ခါအဲ့ဒါလိုပဲအမွှေးရှိတဲ့သရဝါတူကိုမြင်ပြန်သူကြတော့ထူးဆန်းတယ်ဘယ်လိုထူးဆန်းတော့ဆို
သူအမွေးတွေကအဲ့လိုဖြစ်နေတဲ့အမွေးတွေကဘာလို့တုံဆိုရင်ခေါင်းပေါ်ကအမွေးကစိုက်ဝင်သွားပြီးတော့ပါးစပ်ပေါက်ကထွက်တယ်ပါးစပ်ပေါက်ကထွက်ပြီးတော့ဘယ်သွားတော့ဆိုရင်ဘတ်ကိုသွားဝင်သွားပြန်တယ်ပါးစပ်ကဝင်ပြီးတော့ရင်ဘတ်ကိုထွက်တယ်ရှင်ဘတ်ကနေဝင်ပြီးတော့ဘိုက်ကိုသွားထွက်တယ်ဘိုက်ကနေဝင်ပြီးတော့ပေါင်သွားထွက်တယ်ပေါင်ကနေဝင်ပြီးတော့မှခြေစလုံးဒုစစ်ကနေပြီးတော့ခြေထောက်သွားထွက်ဆိုလိုတာကအချုပ်နေတယ်လို့ပဲသူကနော်အမွှေးတွေကပြေးပြီးတော့သူခန္ဓာကိုယ်ထဲမှာအဲ့လိုစူးဝင်ပြီးတော့ဟိုစူးလိုက်ဒီစူးလိုက်နဲ့အဲ့ဒါချုပ်အဲ့နဲ့ချုပ်နေတယ်လို့ပဲသူခန္ဓာကိုယ်ကအမွှေးတွေကသူ့ကိုညှင်းဆဲနေတယ်အဲ့ဒီတတ္တဝါကိုမြင်တဲ့အခါကျတော့မြတ်စွာဘုရားကဘာပြောတော့ဆိုဒီလူကတဲ့ဟိုဘဝတုန်းကဂုံးတိုက်ခဲ့တဲ့လူတယောက်ဖြစ်ခဲ့တယ်ဟိုလူနဲ့မတည့်အောင်ဂုံးတိုက်ဒီလူနဲ့မတည့်အောင်ဂုံးတိုက်တဲ့နေတဲ့လူတွေမတည့်အောင်လိုက်လောက်တယ်အဲ့ဒီအကုသိုလ်ကံကြောင့်မလို့သူဟာဒီတတ္တဝါမျိုးဖြစ်တာဆိုလိုတာကဒီထူးဆန်းတဲ့တတ္တဝါတွေမှန်သမျှကိုလုတ်ခဲ့တာတွေကိုရနေကြတာပဲလောကမှာကိုမလို့ရင်မဖြစ်ဘူးကိုလုတ်လို့ဖြစ်တာတွေကိုစိတ်ထဲကတခြားကိုဒုက္ခပေးတတ်တဲ့ပုဂ္ဂိုလ်တရားကိုယ့်ကိုလည်းပြန်ပြီးတော့ဒုက္ခပေးရတယ်ဆိုတဲ့သဘာဝတရားကြီးရဲ့နိယာမအတိုင်းခံရတာပဲဒါဒီလိုဆိုလိုတာနော်အဲ့ဒါလို့10ခုမြောက်တတ္တဝါကြတော့ဘယ်လိုတတ္တဝါကြီးတုံးဆိုသူထူးဆန်းတဲ့အဲ့ဒီကောင်ကြီးနော်ပိဋကတ်ထဲတော့အဲ့ဒါဟိုဗမာစကားပြောတယ်လို့ပေါ့နော်နားနဲ့မနာဖွားနဲ့နာချလို့ဒီလိုပြောရလိမ့်မယ်ထင်တယ်နော်အဲ့ဒီကောင်ကြီးကဘယ်လိုထူးဆန်းတုံးဆိုလူတော့လူလိုအကောင်ကြီးပဲသူကငယ်ပါအဥကြီးကအကြီးကြီးတဲ့ဖုံးလို့မရဘူးကြီးနေထိုင်လို့ရှင်လည်းအဲ့ဒါကြီးပေါ်မှာထိုင်ရတယ်လမ်းလျှောက်လို့ရှင်လည်းအဲ့ဒီဥလုံးကြီးကိုပခုံးပေါ်ထမ်းပြီးတော့သွားရတယ်နော်တတ္တဝါဖြစ်တယ်ပုံစံကြီးနဲ့ဖြစ်တယ်အဲ့ဒီတတ္တဝါကြီးကလည်းအော်ဟစ်ညည်းညူပြီးတော့ကြီးလေးတဲ့ဝန်တုပ်ကြီးနဲ့ခရီးသွားပြီးတော့မောပန်းနေတဲ့ဒုက္ခကိုခံစားရတယ်တဲ့သူ့ကိုတော့ကုံဗန္ဒပုရိသကြိတ်တာကြီးလို့သူတို့ပြောတာနော်သူကဘာကြောင့်ဒီလိုဖြစ်တာတော့ဆိုတော့ရက်ွက်တို့ချေးရွာတို့မှာမတရားအုပ်ချုပ်ခဲ့တဲ့ရက်ွက်တရားသူကြီးတို့ချေးရွာတရားသူကြီးတို့အဲ့လိုပုံစံမျိုးဖြစ်ခဲ့တာတဲ့ဖြစ်ခဲ့ပြီးတော့မတရားသဖြင့်တရားကိုဆုံးဖြတ်တယ်မမှန်ကန်တဲ့လူတွေကိုအနိုင်ပေးနော်လက်ထိုးတဲ့လူကိုအနိုင်ပေးလက်မပေးတဲ့လူကိုအရှုံးပေးပြီးတော့မတရားသဖြင့်ဆုံးဖြတ်တာမတရားသဖြင့်ဆုံးဖြတ်ရုံမကဘူးမနိုင်ဝန်တွေကိုအခွန်တွေလူတွေမနိုင်အောင်ခွန်တုတ်တွေထမ်းခိုင်းငွေကြေးတွေချဒဏ်တွေတက်နဲ့မနိုင်ဝန်တွေလုံးသည့်အတွက်ကြောင့်တဲ့သူကဝန်တုတ်ကြီးကိုထမ်းနေရတာမယုံရင်တော့စာရဲသွားကြည့်ပြီးတော့ဒီတိုင်းပဲရေးထားတယ်နော်ရသော်ဗျာဟောထားတဲ့တရားတော်တွေထဲမှာဒီတိုင်းပဲရေးထားတယ်ဂါမကုတဂါမဆိုတာရွာတို့ရက်ွက်တို့မြို့တို့အားလုံးကိုဂါမကုတဆိုတာကောက်ကျစ်စင်လဲစွာတရားသဖြင့်မဆုံးဖြတ်ဘဲနဲ့တရားဥပဒေကိုမျက်ကွယ်ပြုပြီးတော့မတရားတဲ့နည်းနဲ့တရားဆုံးဖြတ်တဲ့ပုဂ္ဂိုလ်တွေကိုဂါမကုတလို့ခေါ်တယ်အဲ့ဒီကာမဂုတ္တတရားသူကြီးဟာမတရားသဖြင့်လုပ်ခဲ့သည့်အတွက်ကြောင့်ဒီလိုအဖြစ်မျိုးကိုရောက်တာတဲ့ဒီတတ္တဝါအဖြစ်မျိုးကိုရောက်သွားတတ်တယ်အဲ့တော့ဘယ်သူမှပြုမိမိမှုဆိုတာကိုလှုပ်တာကဖြောက်ဖြစ်လို့တော့မရဘူးပေါ့နော်ဖြောက်ဖြစ်လို့တော့မရဘူးဒါကြောင့်မို့မတရားတဲ့အလုပ်ဆိုတာမလုပ်သင့်ဘူးပေါ့အမှန်တမ်းတတိထားเสียကောင်းတယ်ပေါ့အများကိုနှိမ့်ဆက်ခြင်းမှန်းလို့ရှိရင်ကိုယ်လည်းပဲနှိမ့်ဆက်ခြင်းမှန်းခံရတဲ့ပုဂ္ဂိုလ်မျိုးဖြစ်လာတတ်တယ်ပေါ့လို့ဆိုလို့တယ်ဒါက10ရောင်းမြောက်မြင်တွေ့ကြရတဲ့တတ္တဝါကြီးအကြောင်းတစ်ခုပဲနောက်တစ်ခါဆက်ပြီးတော့တွေ့တဲ့တတ္တဝါတွေအကြောင်းကိုအဲ့ဒီမှာမှတ်ထားတာရှိတယ်ကိစ္စကုတ်တောင်ကနေဆင်းလာတဲ့အခါကျတော့ဘာတွေ့တော့ဆိုတော့တရဝါတကောင်
လူလိုတရားတကောင်ပေါ့မြင်ကွင်းထဲမှာမြင်လိုက်တာလူတွေစောင့်တဲ့မစင်တွင်းကြီးထဲမှာသူကခေါင်းထိအောင်မြုပ်ပြီးတော့ပင်ပန်းဆင်းရဲနေတဲ့မစင်တွင်းကြီးထဲမှာမြုပ်နေတဲ့မြုပ်လိုက်ပေါ်လိုက်မြုပ်လိုက်ပေါ်လိုက်ဖြစ်နေတဲ့အဲ့တတ္တဝါကြီးကိုသွားတွေ့တယ်မစင်နေနဲ့မြုပ်နေတဲ့ပုဂ္ဂိုလ်အော်ဟစ်ညည်းညူပြီးတော့မစင်နေတဲ့ကလည်းမထွက်နိုင်ဘူးမစင်တွင်းကြီးထဲမှာမြုပ်ပြီးတော့နေတဲ့တတ္တဝါတစ်ကောင်သွားတွေ့တယ်တာမန်တွေကတော့မမြင်နိုင်ဘူးပေါ့နော်အဲ့တော့မြင်တဲ့ဒီတတ္တဝါကိုမြတ်စွာဘုရားထံရောက်လို့မေးတဲ့အခါကျတော့ဘုရားကဒီတတ္တဝါဟာတဲ့အရင်ဘဝတုန်းကသူတော်ဘာသားမယားကိုစော်ကားကျူးလွန်ပြီးတော့သူတော်ဘာသားမယားနဲ့ပျော်ခဲ့တဲ့ပုဂ္ဂိုလ်တဲ့ဒါကြောင့်မို့လို့မစင်တွင်းထဲမှာသူ့ကံကြမ္မာကမစင်တွင်းထဲပို့ထားလိုက်တယ်သူတသက်တာလုံးဟာမစင်တွင်းထဲမှာပဲသူနေရတယ်ပေါ့လောက်လို့အကောင်မျိုးဖြစ်တာပေါ့နော်သို့တော့လောက်မဟုတ်ဘူးသူကတရားဝလူလိုတရားဝါတကောင်ဖြစ်ရတယ်ပေါ့နောက်တစ်ခါနောက်တတ္တဝါတစ်မျိုးကြတော့ဘာတွေ့ပြန်တော့ဆိုခုနလိုပဲမစင်တွင်းထဲမှာမြုပ်ပြီးတော့နေတဲ့တတ္တဝါမစင်တွင်းထဲမှာမြုပ်ပြီးတော့ပေါ်လာတဲ့အခါသူကဘာတွေလုပ်တော့ဆိုလက်နှစ်ဖက်နဲ့ရက်ပြီးတော့အာရပါရမစင်နေစားနေတဲ့အကောင်ကြီးတစ်ကောင်ကိုလည်းတွေ့ကြရတယ်တဲ့နော်အာရပါရမစင်နေစားနေတာအဲ့ဒီမစင်စားနေတဲ့အကောင်ကြတော့ဟိုဘဝတုန်းကတော့သူကအမတန်မှဆိုးမိုက်တဲ့ပုံနာတစ်ယောက်ဖြစ်ခဲ့တယ်တဲ့သာသနာကိုမကြည်ညိုတဲ့ပုံနာတစ်ယောက်ယဟန်တန်ဃာတွေကိုပင့်ပြီးတဲ့အခါဘာလုပ်တုံးဆိုတော့အိမ်မှာမစင်တွင်းတွေကိုဖွင့်ပြပြီးတော့ဒါတွေကိုစားကြဆိုပြီးတော့မစင်တွင်းတွေနဲ့မစင်တွင်းတွေပြပြီးတော့စားခိုင်းတာတဲ့ဒါတွေဝအောင်စားကြဒါတွေဝအောင်စားကြနဲ့ဆိုပြီးတော့အဲ့ဒါလို့စော်ကားခဲ့ဘူးတဲ့အဲ့ဒီစော်ကားခဲ့လို့ဒီလိုမျိုးဖြစ်တာအဲ့တော့ဘာပဲဖြစ်ဖြစ်ကိုလှုပ်လို့ကိုဖြစ်တာတွေကြီးပဲဒါတွေကနော်အတိတ်ဘဝကလှုပ်ခဲ့လို့ရှိရင်ဒါမျိုးမဖြစ်ဘူးလို့ပြောလို့မရဘူးဘာလို့လို့ဆိုလှုပ်တော့ကကိုယ်စိတ်နဲ့လှုပ်တာလေကိုယ်စိတ်လို့ဆိုကြတဲ့ကကိုပိုင်တဲ့စိတ်ပဲကိုပိုင်တဲ့စိတ်ကနေပြီးတော့လှုပ်တာဆိုတော့ဒီအကျိုးကသူများကိုသွားပေးမှာမဟုတ်ဘူးကိုယ့်ကိုပဲလာပေးမှာပဲဒါကြောင့်မို့လို့ကံတရားဆိုတာကိုယ်နဲ့သာသက်ဆိုင်တယ်သူများနဲ့မသက်ဆိုင်ဘူးလို့သူပြောတယ်နောက်တစ်ခါဒါကြတော့အမျိုးသမီးတစ်ယောက်လေတွေ့တယ်အဲ့ဒီအမျိုးသမီးကခုနလိုပဲအရေးမပါဘူးအပေါ်ကအရေးခွန်မပါဘူးအသားတစ်ကြည့်လို့ဖြစ်ရဲနဲ့တကူလုံးကအရေးမပါအရေးမပါသည့်အတွက်ကြောင့်ဘာဖြစ်တုံးဆိုတော့အကောင်ပလောင်တွေကအကုန်ကြိုက်ကြတာပေါ့နော်အင်တန်မှတနာเสียဖြစ်ပြီးတော့အကာအကွယ်မရှိဘူးပေါ့ရှင်ကောင်းတွေပါတယ်အကုန်လုံးကနေဝိုင်းအုံပြီးတော့လူမအရေးခွန်လေးကဖုံးထားလို့ကြည့်ပြောရှုပြောရှိနေတာအရေးခွန်လေးကိုခွာလိုက်လို့ရှိရင်အလုံးဟာหนีရဲရဲကြီးပဲเนาะหนีရဲရဲကြီးပဲအရေးခွန်လေးပေါ်မှာကြည့်ပြီးတော့သာအသားဖြူတယ်တို့အသားမဲတယ်တို့လှတယ်တို့မလှဘူးနဲ့ပြောနေကြတာအရေးခွန်လေးခွာလိုက်ရင်တော့အရေးကြီးတွေကြီးပဲအကုန်လုံးဟောဒီတတ္တဝါကလည်းပဲအမျိုးသမီးတတ္တဝါကလည်းပဲအရေးခွန်မပါသည့်အတွက်ကြောင့်ခန္ဓာကိုယ်ကြီးတစ်ခုလုံးကหนีရဲပြီးတော့နေတယ်အဲ့ဒီအမျိုးသမီးကအတိတ်ဘဝတုန်းကမလုပ်ခဲ့တယ်ဆိုဖောက်ပြားခဲ့တဲ့အမျိုးသမီးတဲ့နော်ဖောက်ပြားခဲ့တဲ့အမျိုးသမီးဖြစ်လို့အခုလိုဒီဘဝမျိုးကိုရောက်တာတဲ့နောက်တစ်ခါအမျိုးသမီးတယောက်တွေ့တယ်ဒါကလူတော့မဟုတ်ဘူးပေါ့နော်အလုံးဟာပြိတ္တာတွေကြီးပဲတရားဝါပြိတ္တာတွေကြီးပဲသူကတော့အယုတ်ကိုအမတန်မှဆိုးတယ်အယုတ်ဆိုးအကြီးတန်းကြောက်เสียကောင်းလောက်အောင်အယုတ်ဆိုးကြီးတန်းတဲ့အမျိုးသမီးတယောက်ကိုတွေ့တယ်အဲ့ဒီအမျိုးသမီးကတော့ဘာလုပ်ခဲ့တာတုံးလို့ဆိုအတိတ်ဘဝတုန်းကသူကနတ်ကတော်လုပ်ခဲ့နတ်ကတော်လုပ်ပြီးတော့လူတွေကိုမမှန်မကန်ဟောပြောပြီးတော့နော်နတ်ဟောစားပြီးတော့စားလာတာတဲ့စားထဲမှာဒီတိုင်းပဲပါတာပဲနော်
ခဏိကာတဲ့ဒီလိုဟောပြောပြီးတော့လောက်ခဲ့လို့ဒီဘဝမျိုးကိုရောက်တာတဲ့ဒါဟုတ်မဟုတ်ကိုယ့်အကိုပဲကြည့်ပေါ့မှန်ကန်လားမမှန်ကန်လားဆိုတာတော့နော်နောက်တစ်ခါအမျိုးသမီးတယောက်တွေ့တယ်အဲ့ဒီအမျိုးသမီးတယောက်ကတော့တနာစရာအမတမကောင်းတယ်သူ့တကူလုံးကိုမိကြီးခဲတွေနဲ့အပေါ်ကနေသွန်ချအောက်ကနေသွန်ချဘေးကလည်းမိကြီးခဲတွေအောက်ကလည်းမိကြီးခဲတွေပူလို့လောင်လို့အောနေတာမိကြီးခဲတွေကသူ့မှာဝိုင်းအောင်တယ်အဲ့ဒီအမျိုးသမီးတွေ့တဲ့အခါကျတော့ဒီတတ္တဝါကြီးအကြောင်းကိုမြတ်စွာဘုရားကိုမေးတဲ့အခါကျတော့မြတ်စွာဘုရားဖြေတယ်ဒီအမျိုးသမီးဟာတဲ့ကာလိန်ကတင်းကမိဖုရားဖြစ်ခဲ့တယ်တဲ့အဲ့ဒီလိုမိဖုရားဖြစ်တာသူနဲ့ဒါရန်သူလို့ခေါ်တာပေါ့နော်ခုခေတ်ဆိုလို့ရှိရင်မရေပြိုင်ပေါ့ဘယင်းနေဆိုတာမိဖုရားများတယ်လေမိဖုရားများတော့ဘယင်းကသူ့ရဲ့အငယ်အနှောင်းကိုဦးစားပေးတဲ့အခါကျတော့မနာလိုမရှုစိတ်ဖြစ်ပြီးတော့မိဥခင်းနဲ့ဒုက္ခနာကိုပေါ်လောင်းပစ်ခဲ့တယ်နော်ဆောင်းရသည်မှာမီးလုံနေရင်ကနေမိဥခင်းနဲ့အဲ့ဒီအမျိုးသမီးပေါ်မှာလောင်းလိုက်တယ်တဲ့အဲ့ဒီမိဖုရားကြီးကဒါကြောင့်မို့လို့ဒီအကုသိုလ်ကံကြောင့်သူ့ပေါ်မှာဒီမိကြီးခဲတွေလောင်းချခံနေရလောင်းချခံနေရအဲ့ဒီဒုက္ခကိုသူခံစားရတယ်နောက်တစ်ခါကျတော့ဘာတတ္တဝါမျိုးသွားတွေ့တော့ဆိုခေါင်းမပါတဲ့တတ္တဝါကြီးလူတယောက်သွားတွေ့ပြန်အဲ့ဒီတတ္တဝါခေါင်းမပါပုံသဏ္ဍာန်ကတော့လူပုံပဲဒါပေမဲ့ခေါင်းမပါခေါင်းပြတ်ကြီးပေါ့အဲ့ဒီခေါင်းပြတ်ကြီးကိုသွားပြီးတော့တွေ့တယ်ခေါင်းပြတ်ကြီးကဒါဖြင့်ခေါင်းပြတ်နေတော့မျက်လုံးတို့ပါးစပ်တို့ကဘယ်မှာရှိတုံးဆိုရင်ပတ်မှာရှိတယ်နော်ပစုံလုံးလိုနေမှာပေါ့နော်ရင်ပတ်မှာအဲ့ဒီမျက်လုံးတို့ပါးစပ်တို့ကသွားပေါက်ဘာဖြစ်လို့ तू ကခေါင်းမပါတာတော့ဆိုတော့ तू အတိတ်ဘဝတုန်းက तू ဘာတွေလုပ်ခဲ့တာတော့ဆိုသေရန်ကြတဲ့ရာဇော့သားတွေကို तू ကခေါင်းဖြတ်ပြီးတော့တတ်ရှေးခေတ်ကခေါင်းဖြတ်တတ်စေလို့အမိန့်ချတဲ့အခါမှာ तू ကခေါင်းဖြတ်ပြီးတော့တတ်ခဲ့တဲ့လူတဲ့ဒါကြောင့်မို့လို့ခေါင်းသူများခေါင်းတွေဖြတ်ပါများတော့ကိုယ်လည်းခေါင်းမပါတော့အဲ့ဒါလည်းကြောက်เสียကောင်းတယ်နော်သူများခေါင်းဖြတ်ပါများတဲ့အခါကျတော့ကိုယ်ခေါင်းမပါလောက်အဲ့တော့ငါးခေါင်းဖြတ်တာတို့ဘာလို့လဲကြောက်เสียပဲပေါ့ခေါင်းတော့မဖြတ်ချတယ်ကြောက်เสียပဲနော်အဲ့ဒါလို့ထူးဆန်းတဲ့တတ္တဝါတွေဟာမှတ်တမ်းတင်ထားဟောနောက်တစ်ခါကျတော့ဘာတွေမြင်တော့ဆိုဒီတစ်ခါတော့ဘုန်းကြီးတွေအလှည့်ရောက်လာဘုန်းကြီးတွေအလှည့်ရောက်လာဘိက္ခုတဲ့ဘိက္ခုနီတဲ့ဘိက္ခုနီမဝတ်ခင်ကြိုတင်ပြီးတော့ကျင့်ရတာသိက္ခမံလို့ခေါ်တယ်နော်ရှေးခေတ်ကခုတော့မရှိတော့ပြီးတော့တာမဏေရကိုရင်တာမဏေရီကိုရင်အမျိုးသမီးကိုရင်ရှေးတုန်းကတရင်သုံးပေါင်း5ဦးလို့ခေါ်တယ်ယဟန်တဲ့နော်အမျိုးသမီးယဟန်မအမျိုးသမီးသိက္ခမာနအမျိုးသားတာမဏေအမျိုးသမီးတာမဏေရီလို့ကတ္တဗဘုရားလက်ထက်တုန်းကယဟန်ကလည်းယဟန်ပြီးတမနေခဲ့ဘူးဘိက္ခုနီကလည်းဘိက္ခုနီမအကျင့်နေမကျင့်ဘူးသိက္ခမံကလည်းသိက္ခမံပြီးမနေဘူးတာမဏေကိုရင်မတွေကလည်းပြီးတအကျင့်မနေဘူးဆိုးဝါးယုံမာတဲ့အကျင့်နေကျင့်ကြတယ်တဲ့အဲ့ဒီပုဂ္ဂိုလ်တွေဟာကတ္တဗဘုရားလက်ထက်ကုံဆုံးသွားတဲ့အခါငရဲကြပြီးတော့နောက်ဆုံးမှာဒီပြိတ္တာတွေလာဖြစ်တာမြင်လိုက်လို့ရှိရင်ဘုန်းကြီးတစ်ပါးပဲအဲ့ဒီသူတို့ဖြစ်ပုံကဘာတော့ဆိုရင်ဝတ်ထားတဲ့သင်္ကန်းကြီးကလည်းမီးရဲတောက်တပိတ်ကြီးကလည်းမီးရဲတောက်နော်တော်ကြတော့ဟိုတကိုးတွေအကြောင်းတွေထွက်နေတယ်လို့သွားပြီးတော့ရှ िख ိုးမနေနဲ့ဟုတ်သင်္ကန်းကနေမီးတောက်တွေထွက်နေတာနော်ကောင်းကောင်းမနေခဲ့သည့်အတွက်ကြောင့်သင်္ကန်းကမီးတောက်တွေထွက်ပြီးတော့လောင်နေတယ်တဲ့တပိတ်ကြီးကလည်းမီးရဲထွက်နေတယ်တဲ့အဲ့ဒါလို့ခွာချလို့လည်းမရဘူးတပိတ်ကိုလွတ်ပြစ်လို့လည်းမရဘူးတပိတ်ကြီးပွေသင်္ကန်းကြီးရမ်းပြီးတော့အဲ့ဒါမီးလောင်ခန်းနေရတယ်တရားမျိုးတွေသွားတွေ့ရတယ်
ကိုလုတ်ခဲ့တာတွေကိုခံစားရတယ်ဆိုတဲ့အဓိပ္ပာယ်ဒါကြောင့်မို့တတ္တဝါဆိုတာကံနဲ့ဆက်ဆက်ပြီးတော့မြတ်စွာဘုရားဟောတာအလုံးထူးဆန်းတဲ့တတ္တဝါတွေဟာ21မျိုးတန်ရုပ်ပါဠိတော်လက္ခဏာတန်ရုပ်မှာမြတ်စွာဘုရားဟောထားခဲ့တာနော်ဒါကပါဠိတော်ထဲမှာပါတယ်ဟောထားတဲ့အရာတွေစာပေကိုဖတ်ရှုတတ်တဲ့ပုဂ္ဂိုလ်တွေဆိုရင်ဒါတွေ့လိမ့်မယ်ယုံကြည်နေမယုံကြည်မယုံနဲ့ကံဆိုတာကတော့ထူးဆန်းအံ့ဩဖွယ်ကောင်းတယ်ကိုလှုပ်တဲ့ဟာတွေကကိုခံရတယ်ဆိုတာထူးခြားအံ့ဩဖွယ်ကောင်းတဲ့တတ္တဝါတွေဟာလောကကြီးမှာပေါ်လာတတ်တယ်ကံကိုမယုံတဲ့တခြားဘာသာဝင်တစ်ခုပြောပြ many mentions ဆိုတဲ့အင်္ဂလိပ်လိုရေးထားတဲ့စာအုပ်တို့ချမ်းမြေ့ဆရာတော်ကြီးကဘာသာပြန်ထားတဲ့တမလွန်ဘဝပြဿနာစိတ်ဝင်စားရင်ရှာဖတ်ကြည့်အင်္ဂလိပ်လိုက many mention အခါကိစီဆိုတဲ့လူကအိမ်မွေချပြီးတော့အတိတ်ဘဝတွေကိုကြည့်ပြီးတော့ယောဂါကိုကုတဲ့ဟာမှတ်တမ်းနေအမေရိကန်မှာထုတ်တဲ့စာအုပ်နော်အဲ့ဒီမှတ်တမ်းတွေထဲမှာဟောဒီကံကြမ္မာအကြောင်းတွေတော်တော်လေးပါလာသို့တော့သူတို့တွေကဗုဒ္ဓဘာသာတွေမဟုတ်ဘူးဗုဒ္ဓဘာသာမဟုတ်ဘူးကံကံရဲ့အကျိုးကိုပြောတဲ့လူတွေမဟုတ်ဘူးတမလွန်ဘဝဆိုတာကိုမယုံတဲ့လူတွေမဟုတ်ဘူးဘုရားသခင်ရဲ့အမိန့်တော်ကိုမျှော်လင့်ပြီးတော့ဘုရားသခင်ကသာဝရကောင်းကင်ဘုံခေါ်မလားသာဝရငရဲပို့မလားအဲ့ဒီဆုံးဖြတ်ချက်ကိုစောင့်နေတဲ့လူမျိုးတွေသို့တော့သူတို့ပြောလိုက်တဲ့စကားတွေကဗုဒ္ဓဘာသာဟောထားတဲ့ဘုရားဟောတဲ့ကံကြမ္မာဆိုတာကိုတွားပြီးတော့တွေ့ရတယ်နော်အဲ့ဒီလိုပြောတာဟာသူကအိမ်မွေ့ချထားတော့အိတ်နေတုံပြောတဲ့စကားတွေအိတ်နေတုံပြောတာအမျိုးသမီးတယောက်ဟာအောက်ပိုင်းသေးတယ်လို့ဖြစ်ပြီးတော့ဝီချဲရနဲ့သွားနေရတဲ့အခါဆေးကုသဖို့အဲ့ဒီလူစီရောက်လာတဲ့အခါအိမ်မွေ့ချပြီးတော့ကြည့်တယ်မေးတယ်ပေါ့ဒီမျိုးသမီးဘာဖြစ်တာလဲဘာကုရမှာဘာဆေးလုပ်ရမှာလဲဆိုအဲ့မှာ तू ပြောတဲ့အကြောင်းအရာတစ်ခုကဘာတော့ဆိုရင်မှတ်မိသလောက်ပြန်ပြောရမယ်ဆိုရင်ဒီတတ္တဝါဟာတဲ့ तू အသုံးကတတ္တဝါလို့ပဲသုံးတယ်နော်ဒီတတ္တဝါဟာလွန်ခဲ့တဲ့9ဘဝတုန်းကတဲ့ရောမနိုင်ငံရောမအင်ပါယာကြီးမှာခရစ်ယာန်တွေကိုရှင်သေးစာကျွေးတဲ့သမိုင်းစာရှိတယ်နော်အဲ့ထဲကိုပြစ်ချပြီးရှင်သေးစာကျွေးတာအဲ့လိုရဲဆက်ဆက်လုပ်ခဲ့တာတွေရှိတယ်အဲ့သမိုင်းမှာကမ္ဘာသမိုင်းဖတ်ဖူးတဲ့ပုဂ္ဂိုလ်တွေတွေ့လိမ့်မယ်လွန်ခဲ့တဲ့9ဘဝကတဲ့ရောမနိုင်ငံကြီးမှာအဲ့ဒီဖန်ဆီးထားတဲ့လူတွေကိုရှင်သေးတွေလောင်ထားတဲ့ထောင်ကြီးတဲကိုပြစ်ထည့်ပြီးတော့ရှင်သေးတွေကနေပြီးတော့သူတို့ကိုကိုက်တတ်တယ်ပေါ့နော်အဲ့ဒါတွေကိုကြည့်တဲ့ထဲမှာဒီအမျိုးသမီးကလူတယောက်ကိုအဲ့ဒီရှင်သေးကထွက်လာပြီးတော့ပုတ်ပြီးတော့ကိုက်တဲ့အခါမှာအဲ့ဒီလူကလဲကျသွားတာကိုကြည့်ပြီးတော့အဲ့ဒီအမျိုးသမီးကလက်ခုပ်လက်ဝါးတီးပြီးတော့ရည်ခဲ့တယ်တဲ့သဘောတွေကျခဲ့တယ်အဲ့ဒီအမျိုးသမီးကလွန်ခဲ့တဲ့9ဘဝတုန်းကအဲ့ဒီပြစ်မှုကိုကျူးလွန်ခဲ့လို့ဒီဘဝမှာအောက်ပိုင်းသိသွားတာတဲ့ဟောသူဟောတာဒါဗုဒ္ဓဘာသာဟောတဲ့ဟာမဟုတ်ဘူးเนาะအိမ်မွေထဲမှာအိမ်မွေချပြီးတော့ပြောလို့ထွက်လာတဲ့စကားတစ်ခုအဲ့တော့ဗုဒ္ဓဘာသာရဲ့မြတ်စွာဘုရားဟောထားတဲ့ကံတရားဆိုတာဒါပဲပေါ့အေးဒါကြောင့်မလို့တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့လက္ခဏာတန်ရုံမှာလာရှိတဲ့ထူးဆန်းတဲ့တတ္တဝါ21မျိုးအဲ့ဒီ21မျိုးသောတတ္တဝါတွေနော်နံပါတ်1ကအယောစုတတ္တဝါကြီးအယောစုတတ္တဝါကြီးနံပါတ်2ကတာတိတတ္တဝါကြီးနံပါတ်3ကအသားတုံးတတ္တဝါကြီးနံပါတ်4ကအရေးမပါတဲ့အရေးဖုံးလွှမ်းထားခြင်းမရှိတဲ့အမျိုးသားတတ္တဝါကြီးနံပါတ်4ကတန်လျက်အမွှေးပေါက်နေတဲ့တတ္တဝါကြီးနံပါတ်6ကလှန်အမွှေးပေါက်နေတဲ့တတ္တဝါကြီးနံပါတ်9ကမြားတံအမွှေးပေါက်နေတဲ့တတ္တဝါ
နံပါတ်8ကအမွှေးပေါက်နေတဲ့တတ္တဝါနံပါတ်9ကလည်းအမွှေးပေါက်နေတဲ့တတ္တဝါနံပါတ်10ကငယ်ပါဥအကြီးကြီးနဲ့တတ္တဝါဟောနံပါတ်11ကမစင်တွင်းထဲမှာနစ်မြုပ်နေတဲ့တတ္တဝါနံပါတ်12ကမစင်တွင်းထဲမှာနစ်မြုပ်ပြီးမစင်နေစားနေတဲ့တတ္တဝါနံပါတ်13ကအရေးမပါတဲ့အသားနီးရဲနဲ့အမျိုးသမီးနံပါတ်14ကအယုတ်ဆိုးအချီတန်နဲ့ကြောက်စရာကောင်းလောက်အောင်ယုတ်ဆိုးတဲ့အမျိုးသမီးနံပါတ်15ကမိကြီးခဲတွေနဲ့လောင်းချခြင်းခံနေရတဲ့အမျိုးသမီးနံပါတ်16ကခေါင်းမပါတဲ့ခေါင်းမဲ့တရဝါနံပါတ်19ကယဟန်နံပါတ်18ကအမျိုးသမီးယဟန်မနံပါတ်19ကတိက္ခမနံပါတ်20ကကိုရင်နံပါတ်21ကအမျိုးသမီးကိုရင်ဟောအားလုံးထူးထူးဆန်းဆန်းတရားဝါတွေဟာကိုလုတ်ခဲ့တဲ့ကံတွေကိုကိုခံစားရပြီးတော့ခေစကုတ်တောင်ရဲ့ပတ်ဝန်းကျင်မှာဒုက္ခခံနေကြရတယ်ဆိုတာရှင်မမောက္ကလံမထေရမြတ်ကိုယ်တိုင်တွေ့ရှိပြီးတော့မြတ်စွာဘုရားကိုလျှောက်ထားတာလျှောက်ထားတော့မြတ်စွာဘုရားခင်ကိုရောမြတ်ကအတိတ်ဘဝကလုတ်ခဲ့တဲ့ဒီကံတွေကြောင့်ဒီလိုဖြစ်ရတာလို့ဆိုတာကိုမြတ်စွာဘုရားကပြန်ပြီးတော့ဟောထားတယ်အေးဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ကံကြမ္မာဆိုဒီမှာကိုလုတ်ခဲ့တဲ့အရာတွေသာဖြစ်တယ်ကိုယ့်ရဲ့စိတ်ထဲမှာဖြစ်တဲ့ကံတွေကနေပြီးတော့စိတ်ထဲမှာဖြစ်တဲ့အရာကစိတ်နဲ့တွေးတာစိတ်ထဲမှာပေါ်လာပြီးတော့တွေးတယ်တွေးပြီးတော့ပါးစပ်ကပြောတယ်ပါးစပ်ကပြောပြီးတော့လက်တွေ့လှုပ်တယ်ဆိုတဲ့မနောကံဝစီကံကာယကံလို့ဆိုတဲ့မကောင်းတဲ့တစ်ဖက်သားကိုထိခိုက်နစ်နာသွားအောင်လုပ်တဲ့အကုသိုလ်မှန်သမျှကိုယ့်ပေါ်မှာတုံ့ပြန်လာစေနိုင်တဲ့တုံ့ပြန်ပြီးတော့အကျိုးပေးနိုင်တဲ့စွမ်းရည်တတ္တိတွေရှိကြတယ်မကောင်းတာတွေလုပ်ရင်မကောင်းတဲ့အကျိုးတွေတုံ့ပြန်လာတယ်လို့ကောင်းတာလုပ်ရင်လည်းကောင်းတဲ့အကျိုးတွေတုံ့ပြန်လာတယ်ကံဟာအဆိုးကြီးမဟုတ်ဘူးအကောင်းလည်းရှိတယ်အဆိုးလည်းရှိတယ်ဒါကြောင့်မို့ကောင်းတဲ့ကံကိုဆောင်ရွက်လုပ်ကြကြပြီးတော့မကောင်းတဲ့ကံကိုရှောင်ရှားမှတို့တွေဟာနိဗ္ဗာန်မရမီစัจ जा တန်တရားခီးသွားတဲ့အခါမှာလည်းပဲမကောင်းတဲ့ကံတွေရဲ့အကျိုးပေးမှုကတတ္တရာရမယ်လို့ကိုယ်စီသဘောကျပြီးတော့ကိုလုံးသမျှကိုခံကြရတာကိုလုံးတဲ့ကုသိုလ်ကံလည်းကိုဆံကြရမှာဆိုတာကိုသိပြီးကံတရားအပေါ်မှာအလေးထားပြီးတော့မိမိကိုယ်ကံကောင်းအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းပိတ္တပိုးရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံဘဝယံတုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုတ်အပ်မေတ္တာတဟုရောင်မြူပဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်အဘိဓမ္ကျွမဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့ဤမနောတရတိမြင်မြဖြူစင်အကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတွေဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်သာစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခဒီဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလွန်တဝန္တာရွှေမြူဝုံမုံလူလျက်ချီနုဝဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍
ဒုက္ခနာကလေအောင်လေတဲ့ရောရှက်သင်ပြပိတိတိဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမသွေကြိုင်လည်၍နေကြပါစေကုန်သတည်း